ကဲအားလုံးပဲမင်္ဂလာပါ AOB YouTube channel နေပြီးတော့ကျွန်တော်ညီကိုရောင်းရင်းနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ညကတော့ဗုဒ္ဓဟူးနေ့ညချန်ပီယံလိပွဲစဉ်နေဒုတိယမြောက်ညအနေနဲ့ရှင်မြိုင်ကစားကြမယ်เนาะဒီညပွဲကြီးပွဲကောင်းနေဆောင်းဆောင်းလင်းလင်းနဲ့ချန်ပီယံလိညပဲဖြစ်ပါတယ်ဒီညမှာလေကျွန်တော်ညီကိုတွေကိုเนาะကြိုးပြုပေါင်းပြစေနိုင်ဖို့ကျွန်တော်ရွေးချယ် prediction လုပ်ပေးသွားမယ်နှစ်ပွဲရှိပါတယ် UEFA Champion League တွေကကျွန်တော်ရွေးထားပါတယ်ပထမဆုံးပွဲလေးနေနေကတော့ကျွန်တော်ဒီနေ့ညရဲ့အကောင်းဆုံးပွဲကြီးပွဲကောင်း big match လို့ပြောလို့ရမယ်ကျွန်တော်ဒီဘာစီလိုနာနဲ့ PSG တို့ရဲ့ပွဲစဉ်လေးကိုကျွန်တော်ပထမဆုံးအနေနဲ့ prediction လုပ်ပေးသွားပါမယ်ဒီပွဲမှာဘာစီလိုနာက body ဈေးတန်းအနေနဲ့ 1+50 ဂိုးဟောင်းဈေးအနေနဲ့ကတော့ 3-100 ဆိုပြီးတော့เนาะဖွင့်မိထားတာကိုကျွန်တော်တွေ့ရပါတယ်ဒီပွဲကเนาะဒီနီးစနစ်ရှင်အားပြိုင်မဲ့အသင်းဒီဘောလုံးပွဲတစ်ပွဲဆိုတာထက်ပိုပါတယ်နီးစနစ်တွေအားပြိုင်မဲ့အသင်းတွေ့တဲ့ပွဲပါဒီနီးပြနှစ်ယောက်နှစ်ဦးစလုံးอ่ะဆိုရင်တော့လက်ရှိဘောလုံးလောကမှာเนาะဒီဖြောပြမှုအပေးနိုင်ဆုံးရတာတွေအပေးနိုင်ဆုံး transition အကောင်းဆုံး total football အကောင်းဆုံးဆိုရက်နီးစနစ်အကျဉ်းဆုံးနီးပြနှစ်ယောက်တွေ့နေတဲ့ပြိုင်ပွဲပါဒီပွဲဟာဘောလုံးပွဲတစ်ပွဲဆိုတာထက်ကိုပိုပါတယ်ပြီးတော့ဒီဟာ Champion League ဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီ player နေထားလက်ရှိ Carrot Form တွေကိုကျွန်တော်တို့ပြောရမယ်ဆိုရင် PSG မှာကဒီလက်ရှိเนาะသူတို့ရဲ့အကောင်းဆုံးဒီအမာဆုံး front 3ဖြစ်တဲ့Ousmane Dembele, Kvaratskhelia, Desire Doué 3ယောက်လုံးဒဏ်ရာရနေရပါ3ယောက်လုံးဒဏ်ရာရနေရပါနောက်ပြီးတော့ခံစစ်မှာဆိုရင်လေသူတို့ရဲ့အဓိကအသင်းကောင်းဆောင် leadership အပြည့်အဝပေးနိုင်တဲ့အသင်းပေါ် leadership အပြည့်အဝပေးနိုင်တဲ့ Marquinhos ဒဏ်ရာရနေပါတယ်ဘာစီလိုနာမှာကတော့ဒီအရင်ဆိုစီတက်ပွဲမှာလမိုင်းရမယ်ပြန်ပါလာပါပြီဒီနောက်တန်းကဘယ်ဒီတယောက်ပဲနာနေတဲ့လူရှိတော့မှာပေါ့နော်ဘာစီလိုနာကတော့ပြောရမယ်ဆိုရင် Rafinha ဂျန်ဦးမယ်ဒီ line back အနေထားမှာ first 11အနေထားမှာကတော့ဘာစီလိုနာကလက်ရှိအချိန်ဒီမှာ PSG ထက်ကိုပုံကြီးတာတယ်လို့ပြောရမယ်ဒီချက်တွေအကြောင်းမို့လို့လဲဒီ Boogie က 1+50 ဆိုတော့ဒီနှစ်သိန်းတွေ့ဆုံခဲ့တဲ့ဒီ2021နောက်ပိုင်းမှာ1+50 ဆိုပြီးတော့အပြင်းဆုံးကြေးကိုဘာစီကိုပေးထားတာပါဒီ2021မှာဘာစီ1+ ကြေးပေးဘူးပါတယ်အဲ့ဒါက 1+80 ဈေးတန်းပါအဲ့တော့တစ်ခါပေးဘူးပါတယ်အခုနောက်ပိုင်းမှာဒီနှစ်သိန်းဒါချေးတူနှစ်သိန်းကြေးတဲ့လူနှစ်သိန်းအောင်ပြောလို့ရပါတယ်လူသားဆိုရင် line တဲ့အပြည့်ပါတယ်ဒီနှစ်သိန်းလုံးကချေးတူကြေးတဲ့လူနှစ်သိန်းပါဒါပေမဲ့အခုက 1+50 အထိဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီဈေးကတော့ဒီ Boogie ဒီဈေးကအမှန်ကန်ပဲဖွင့်ပေးထားတယ်လို့ကျွန်တော်ကမြင်တယ်ဒီ PSG မှာဆိုရင်တို့ဒေါင်းတောင်းကြီး front 3ရှေ့တန်းက3ယောက်လုံးတော့ injury ထိနေတယ်ဒီနောက်တန်းမှာဆိုရင်လည်း Marquinhos နာနေတယ်ဒီကွင်းလေကတော့ဘာစီကိုသူတင်ကိုတင်ခံနိုင်တဲ့အနေအထားမှာတော့ရှိတယ်ဘာစီဆိုရင်လည်းဒီကွင်းလေမှာ Padri တော်တော်လေးကိုမော်ဝင်ခြေစွမ်းပြနေအောင်ကျွန်တော်တွေ့ရပါတယ်ဒီနောက်ပိုင်းပွဲစဉ်တွေနောက်ပိုင်းရလက်တွေအခြေအနေတွေမှာတော်တော်လေးကိုဒီခြေစွမ်းတွေပြနေတယ်အဲ့တော့ဒီဈေးရအနေထားလေးကိုတစ်ချက်သွားကြည့်လိုက်အောင်မနစ်ကဒီဘာစီကအင်တာကိုအင်ကွင်းမှာတွေးဆုံတဲ့တုန်းကအင်တာကိုဘာစီက 1+50 ဈေးတန်းဖွင့်ပေးခဲ့ပါတယ် PSG ကအင်တာကို Champion League ဖိုင်နယ်ဂျားခွဲမှာတွေ့တုန်းက level 85ပြားရှုံးဖွင့်ပေးထားပါတယ်အဲ့တော့ PSG အိမ်ဝင်းမှာသာဆိုရင်ဒီအင်တာကို PSG ကလည်းဒီ 1+ ဈေးတန်း 1+ အများဆုံးထားလိုက်အောင်60-80 ဈေးတန်းဖွင့်ပေးမယ်လို့ကျွန်တော်ကမြင်တယ်ဒါကြောင့်မလို့ဒီဘာစီနဲ့ PSG ရဲ့ဂျားထဲမှာလူသားဆိုရင်နှစ်သင်းလုံး first 11 line တဲ့အပြည့်သာဆိုရင်ကျွန်တော်ဒီနှစ်သိန်းရဲ့ဈေးတန်းကဒီအများဆုံးกว่าအောင် level 20-30 လောက်ပဲกว่าတယ်ဈေးတန်းလို့ကျွန်တော်ကမြင်တယ်ဒါပေမဲ့ဒီပွဲမှာ 1+ T ကိုဒီလုံးဝကြေးတန်းယူအမြင့်ကြီးထားပြီးတော့ဖွင့်မိထားတဲ့အရာကဒီလက်ရှိအရှိတွေက current form နေအရာလို့ကျွန်တော်ကမြင်တယ် PSG မှာဆိုရင်ဒီဒဏ်ရာချိန်တွေလက်ရှိရာဒီမှာတော်တော်လေးကိုထိုးနှက်ချက်ဖြစ်နေတာကိုကျွန်တော်တွေ့ရတယ်ဘာစီကတော့လူစုံတက်စုံနီးပါးပြန်ပါလာကိုကျွန်တော်တို့မြင်ရမှာပေါ့နော်ဒါကြောင့်မလို့ဒီဈေးတန်းကတော့ကျွန်တော်ခေါ်စည်းမဟုတ်ဘူးဘာစီတကယ်နိုင်မဲ့ပွဲတကယ်လဲသွင်းမဲ့ပွဲလို့ကျွန်တော်ကမြင်နေနောက်ပြီးတော့ဂိုးဘောဈေးအနေထားပါဒီနှစ်သင်းလုံးကဘယ်တော့မှပိတ်ကန်လေးရှိတဲ့အသင်းတွေမဟုတ်ပါဘူးဘယ်တော့မှပိတ်ကန်လေးရှိတဲ့အသင်းတွေမဟုတ်ပါဘူးဒီနီးစနစ်အကျဉ်းချုပ်ဆုံးနီးပြနှစ်ယောက်တွေ့ဆုံနေပွဲဒီ traditional football ကိုစွန့်လို့ပြီးတော့ဒီ total football တွေ transition တွေနဲ့လက်ရှိဘောလုံးရသည်ဘောလုံးလောကမှာเนาะဖြောပြမှုအပေးနိုင်ဆုံးအသင်းတွေ့တဲ့အချိန်မှာ3-9 ဆိုတဲ့ဂိုးအောင်စီးတန်းကိုပျော်ကြီးကိုကျွန်တော်အနေနဲ့ဆိုရင်တော့ဂိုးဘော်ကိုကျွန်တော်ရင်းပါတယ်ကျွန်တော်ဒီပွဲမှာဂိုးဘော်ကြိုက်တယ်နောက်ပြီးတော့ဘာစီလိုနာဘော်ရီကျွန်တော်ကြိုက်ပါတယ်ဒါပေမဲ့ဒီဘာစီလိုနာခံစစ်ကိုလည်းကျွန်တော်ကအရန်ကြီးမယုံရဲပါဘူးဒီနေရာမှာဒီနေ့ညမှာတို့ဒီနောက်တန်းစတာဘတ်2ယောက်မှာပွဲထွက်လာမယ်2ယောက်ကိုကျွန်တော်ကြည့်ပါမယ်ဒီကူဘာစီရဲ့အာရူဂျိုရဲ့ဆိုရင်တော့အရန်ကြီးဒီဘာစီခံစစ်ကဒီ solid ဖြစ်တဲ့ဘက်ကိုသွားတာမှန်ပေမဲ့ဒီကူဘာစီနေရာမှာကူဘာစီနဲ့ဒီဂါစီယာပဲဖြစ်ဖြစ်ကူဘာစီနဲ့ခရစ်တန်ဆန်ပဲဖြစ်ဖြစ်အာရူဂျိုနဲ့ခရစ်တန်ဆန်ပဲဖြစ်ဖြစ်ဆိုရင်တော့ဘာစီခံစစ်ကဂိုးတွေပေးနေရပါတယ်ဘာစီခံစစ်ကိုကျွန်တော်
တော်အရင်မယုံပါဘူးနောက်ပြီးတော့ဒီလက်ဖက်နေရာမှာဘယ်ဒီနေရာမှာလက်ရှိဝင်ကစားနေတဲ့ဂျရက်မာတင်ပေါ့ဂျရက်မာတင်ခြေစွမ်းကိုလည်းကျွန်တော်အရင်ကြီးမကြိုက်ပါဘူး pace တော်တော်လေးကိုနှေးတယ်မှာပါပါတယ် PSG တိုက်စစ်ကိုကျွန်တော်သွား short တက်လို့မရပါဘူးဒမ်ဘီလီမပါနိုင်ဘူးเนาะဒီ cover မပါနိုင်ဘူး design တို့မပါနိုင်ဘူးဆိုပြီးတော့ PSG တိုက်စစ်ကိုကျွန်တော်သွား short တက်လို့မရပါဘူး Luis Enrique ကို short တက်လို့မရပါဘူး Luis Enrique ကဘာစီအကြပါဘာစီကိုတူထားခဲ့တဲ့ဘာစီက Neymar Messi Suarez Rakitic Iniesta နော်အကောင့်တကအကောင်းဆုံးအနေနဲ့သူထားခဲ့တဲ့ဘာစီပါဘာစီအကြောင်းကိုသူကောင်းကောင်းကြီးသိပါတယ် PSG ကိုလည်းကျွန်တော် short မတွက်ချင်ပါဘူး PSG လည်းဂိုးရမယ်လို့ကျွန်တော်ကမြင်တယ်ဒီပွဲမှာကျွန်တော်ကတော့ဂိုးပေါ်ကြီးကိုရဲရဲကြီးရင်းပါတယ်ကျွန်တော်ညီကိုတွေအတွက်လည်းကျွန်တော်ဒီပွဲမှာဘာစီလိုနာဘော်ရီဘာစီလိုနာဂိုးပေါ်လေးကိုညှိုးပေးချင်ပါတယ် first priority ပထမဆုံးဦးစားပေးရွေးချယ်မှုအနေနဲ့ကတော့ကျွန်တော်ဂိုးပေါ်လေးကိုကျွန်တော်ညီကိုတွေညှိုးပေးချင်ပါတယ်လုံးဝဒီပွဲကဘောလုံးပွဲတစ်ပွဲဆိုတာထက်ကိုပိုတဲ့ဒီနီးပြတွေချင်းအားပြိုင်မဲ့ပွဲကစားသမားတွေချင်းเนาะတကယ်ကိုကြည့်ကောင်းမဲ့ပွဲတစ်ပွဲဖြစ်လာမယ်လို့ကျွန်တော်ကမြင်ပါတယ်ကျွန်တော်ညီကိုတွေနဲ့အတူတူဒီညမှာဒီပွဲလေးကိုအတူတူကြည့်ရှုခံစားလိုက်ကြပါမယ်အဲ့တော့ဒုတိယတစ်ပွဲအနေနဲ့ကျွန်တော်ဒီဒေါ်မွန်အသင်းနဲ့ဘေဘာအသင်းတို့ရဲ့ချန်ပီယံလိတနိုင်ပွဲမှာရှင်းပြကစားတော့ကြမယ့်ဒုတိယတစ်ပွဲလေးကိုကျွန်တော် prediction ထပ်မံသုံးသပ်ပေးပါမယ်ဒီပွဲမှာဒေါ်မွန်ကနေပြီးတော့ဒီဘေဘာအိုဘော်ကို body weight 1+80 ဂိုးပေါင်းစေး 3+100 ဆိုပြီးဖွင့်ပြထားတယ်ဒီနေ့ညမှာဒီဂျူဗေပြီးရင်ဒေါ်မွန်ဂိုးပေါင်းစေးကအပျော်ဆုံးဂိုးပေါင်းစေးလို့ကျွန်တော်ပြောလို့ရပါတယ်နောက်ပြီးတော့ body weight နဲ့ချိန်ဆကြည့်တဲ့အခါမှာလေဒီ 1+80 3+100 ဆိုတာဂိုးအောက်ကိုသွားမဲ့ဒီ%ပုံများတဲ့ဒီဂိုးပေါင်းစေးလို့ကျွန်တော်တို့ပြောရမယ်ဘီဘာအိုလက်ရှိရာသီလာလီဂါမှာတော်တော်လေးကိုအချိန်ကြီးစိုးနေပါတယ်ဒါဟာဒီတိုက်စစ်ကဒီလူငယ်ကစားသမားနီကိုဝီလီယံမပါနိုင်တဲ့စနက်တစ်ခုတည်းအတွက်ကြောင့်မဟုတ်ဘူးလို့တော့ကျွန်တော်ကထင်တယ်သူတို့အနေနဲ့တိုက်စစ်ပိုင်းကတော်တော်လေးကိုဂိုးရဖို့ရုန်းကန်ရပါတယ်ဘီအသင်းကြီးတွေနဲ့ပဲတွေ့အသင်းငယ်တွေနဲ့ပဲတွေ့ပါဘီဘာအိုတော်တော်ကိုစိုးနေတာပါဒီနီကိုဝီလီယံမပါနိုင်တာတစ်ခုတည်းအတွက်ကြောင့်တော့သူတို့ဒီလောက်ကြီးတော့မစိုးသွားသင့်ပါဘူးဒေါ်မွန်ကဒီချန်ပီယံလိဖွင့်မှာအဝေးကွင်းမှာဂျူဘင်ကို 4-4 တည်နေသူတို့ကြေးအောင်ခဲ့ပါတယ်ဒေါ်မွန်နိုင်ပွဲမရသေးပါဘူးဘီဘာကိုလည်းအိမ်ကွင်းမှာချန်ပီယံလိဖွင့်ပွဲ Z2 နဲ့အာဆင်နယ်ကိုရှုံးခဲ့ပါတယ်ဒီပွဲလေးကိုကျွန်တော်ကတော့ငုတ်ကောင်အဖြစ်ကျွန်တော်ကဂိုးအောက်လေးကိုကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ဒီပွဲကိုလူတွေလည်းအရင်စိတ်ဝင်စားနဲလိမ့်မယ်ဒါကျွန်တော်အမြင်ပါတော့ကျွန်တော် opinion နဲလိမ့်မယ်လို့ကျွန်တော်ကမြင်တယ်ဒီပွဲလေးကိုကျွန်တော်ကတော့ဂိုးတွေများဖို့မရှိဘူးဘီဘာအိုတိုက်စစ်ရုန်းကန်ရအောင်မယ်နောက်ပြီးတော့ဒေါ်မွန်ကလည်းဒေါ်မွန်ဆိုရင်တော်တော်လေးကိုခွေးဆက်ခင်းနေတဲ့အပြင်ကျွန်တော်ရွေးချယ်လာတဲ့တက်တန်းတစ်ချောင်းပါပေါ့နော်ဒါကျွန်တော်ရွေးချယ်မှုတွေထဲမှာကျွန်တော်ဒေါ်မွန်နဲ့တော်တော်အကျိုးမပေးတာများပါတယ်ဒါကြောင့်မလို့ကျွန်တော်ဒီပွဲမှာဒီဂိုးအောက်လေးကိုပဲကျွန်တော်ညီကိုရွေးချယ်ပေးခြင်းနဲ့ဒေါ်မွန်အိမ်ဝင်းဖြစ်လင့်ကစားဘီဘာအိုကတပွဲမှနိုင်ပွဲမရသေးဘူးဆိုတဲ့အချက်နဲ့တင်သူတို့ဒီပွဲကိုအနိုင်မဟုတ်တည်ထားအောင်ခန်းစစ်ကိုဒီလာပေါ့တို့ BBN တို့ပါဝင်လာနည်းနည်းလေးအနှဲငယ်လေးပြန်ကျစ်လာရလို့ပြောလို့ရတယ်ဒါပေမဲ့ပြောလို့မရဘူးဒီညမှာတော့ဒီနီကိုဝီလီယံလည်းဒေါ်ဖူဖြစ်နေရပြန်ပါခြင်းလည်းပြန်ပါလာနိုင်တယ်အများဆုံးတော့ကျွန်တော်1-1 အဲ့လိုပဲကျွန်တော်မှန်းပါတယ်ဒီဂိုးပေါင်းစေးဒီအနေထားလက်ရှိအသင်းအနေထားရင်းနဲ့ကျွန်တော်ဒီဒေါ်မွန်ပွဲလေးကိုကျွန်တော်ဂိုးအောက်လေးကိုကျွန်တော်မှန်းပါတယ်အဲ့တော့ကျွန်တော်ညီကိုတွေအားလုံးကျွန်တော်ဒီညမှာရွေးချယ်ပေးတဲ့နှစ်ပွဲကတော့ဘာစီလိုနာဘော်ရီဂိုးပေါ်ဒေါ်မွန်ဂိုးအောက်လေးဖြစ်ပါတယ်ကျွန်တော်ညီကိုတွေအားလုံးပဲเนาะအဆုံးထိနားထောင်ပေးခဲ့ကြလို့ကျွန်တော်ကျေးဇူးအထူးပဲတင်ရှိပါတယ်ကျွန်တော်ရဲ့ထပ်မံအကြိုက်ပွဲလေးတွေကိုကျွန်တော်ဒီညမှာကျွန်တော်ရဲ့ Telegram channel မှာထပ်မံပြီးတင်ဆက်သွားအောင်ပါဒါကြောင့်မို့ကျွန်တော် Telegram channel လေးကို join သွားပေးကြဖို့မြတ်တရက်ခံချင်ပါတယ်ကျွန်တော် Telegram channel link လေးကိုဒီ YouTube တွေပဲ comment မှာကျွန်တော်ပင်အနေနဲ့ထားပေးထားပါမယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe မလုပ်ရသေးရင်လုပ်သွားပေးပါဦးညီကိုတွေအတွက်တကယ်အကျိုးပြုအပေါင်းပြစေနိုင်မယ့်ရလဒ်တွေကိုစေတနာပြည့်စေတနာတက်နဲ့တင်ဆက်ပေးနေရဖြစ်တဲ့အတွက်ကြောင့်မို့လို့ like and subscribe လေးလုပ်သွားကြပါအောင်ကျွန်တော်ညီကိုတွေအားလုံးပဲလောင်းလိုက်ပေါင်းပြီးတော့ဘာပွဲတွေပဲကစားเนาะအဆင်ပြေ okay ကြပါစေလို့ကျွန်တော်ဆုတောင်းလိုက်ပါတယ်